ကျွယ်ဝတဲ့အမျိုးသမီးတစ်ယောက်ဟာတားဖြစ်သူအတွက်ကျင်နာပြီးရိုးသားတဲ့ဇနီးကောင်းတစ်ယောက်ကိုရှာဖွေနေခဲ့တယ်။ဒါကြောင့်သူမကတန်ရှင်းရေးသမားဖြစ်ပုံဖြတ်ပြီးတားရဲ့ကုမ္ပဏီထဲကိုအလုပ်ဝင်ခဲ့တယ်။ကုမ္ပဏီထဲဝင်ချင်းမိန်းကလေးတစ်ယောက်နဲ့တိုက်မိခဲ့ပေမဲ့အဲ့ဒီမိန်းကလေးကသူမကိုအပြစ်မတင်ပဲပြန်တောင်းပန်ခဲ့တယ်။အဲ့ဒီရိုးသားတဲ့အပြုအမူကြောင့်တထေးမကြီးကချက်ချင်းသဘောကျသွားခဲ့တယ်။မိန်းကလေးကကော်ဖီခွက်တွေကိုကိုယ်တိုင်တည်နေတာမြင်တော့ကူညီပေးဖို့ပြောခဲ့ပေမဲ့သူမကယဉ်ကျေးစွာညှင်းခဲ့တယ်။တန်ရှင်းရေးသမားဆိုပြီးလဲအထင်မသေးပဲဖော်ရည်စွာဆက်ဆံခဲ့တာကြောင့်တထေးမကြီးကပိုပြီးသဘောကျလာခဲ့တယ်။ရုံးထဲရောက်တဲ့အခါမိန်းကလေးကလုပ်ဖို့ကိုင်ဖက်တွေအတွက်ကော်ဖီတွေပြင်ဆင်ပေးထားပေမဲ့ဘယ်သူမှကျေးဇူးမတင်ခဲ့ကြဘူး။သူမအတွက်ခြံထားတဲ့ကော်ဖီတစ်ခွက်ကိုတော့တခြားဝန်ထမ်းတစ်ယောက်ကလူယူပြီးတန်ရှင်းသမားတစ်ယောက်အနေနဲ့အကျိုးခံစား권မရှိဘူးလို့ပြောခဲ့တယ်။ဒါပေမဲ့မိန်းကလေးကအလုပ်တိုင်းဟာတန်ဖိုးရှိပြီးလူတိုင်းတူညီတဲ့အခွင့်အရေးရတဲ့နယ်လို့ပြန်ပြောခဲ့တဲ့အဲ့ဒီစကားတွေကြောင့်တထေးမကြီးရဲ့နှလုံးသားထဲမှာသူမကိုပို့ပြီးတန်ဖိုးထားလာခဲ့တယ်။အလုပ်ပြီးတဲ့နောက်တထေးမကြီးကလိမ့်လဲသူတစ်ယောက်ကိုငွေပေးတော့မဲ့အချိန်မိန်းကလေးကရုတ်တရက်ရောက်လာပြီးတားဆီးခဲ့တဲ့အဲ့ဒီလူကလိမ့်လဲနေကြောင်းဖော်ထုတ်ပေးပြီးတထေးမကြီးကိုတတိထားဖို့ပြောခဲ့တယ်။အဲ့ဒီအချိန်မှာတထေးမကြီးကသူ့မသားအတွက်တင့်တော်တဲ့မိန်းကလေးကိုရှာနေကြောင်းပြောပြခဲ့တယ်။မိန်းကလေးရဲ့ရိုးသားမှုနဲ့တတိကိုမြင်ပြီးသူမကိုတားရဲ့ဇနီးဖြစ်လာဖို့တိုက်ရိုက်တောင်းဆိုခဲ့တယ်။ဒါပေမဲ့မိန်းကလေးကသူမမှာပိုင်ဆိုင်မှုမရှိပဲကလေးနှစ်ယောက်ကိုတောင်တယောက်တည်းပြုစုနေရကြောင်းပြောခဲ့တယ်။တထေးမကြီးကသူမကိုအထင်မသေးပဲသူမရဲ့ဘဝအခက်အခဲတွေကိုသာနားလည်မိကြောင်းပြောခဲ့တယ်။နောက်ဆုံးမှာတထေးမကြီးကသူမကိုမိသားစုတဲ့ထဲကိုဆုံးဖြတ်ပြီးတားဖြစ်သူရှို့ကိုမိန်းကလေးနဲ့တွေ့ဖို့အတင်းတောင်းဆိုခဲ့တယ်။ဆေးကမကြိုက်ပေမဲ့သဘောတူခဲ့ရတယ်။ဒါပေမဲ့သူမမသိခဲ့တာကတော့သူ့ဘဝတစ်လျှောက်ရှာဖွေနေခဲ့တဲ့သူကသူ့ရှိမှရှိနေတဲ့ဒီမိန်းကလေးပဲဖြစ်နေခဲ့တာပါ။